အားလုံးမင်္ဂလာပါခင်ဗျဒီနေ့လဲတမ်ရော်မောင်ယူပြောပြရစေဆိုတဲ့စကားဝိုင်းလေးပြန်ပြီးပြောပြခြင်းလို့ပါခင်ဗျအဲ့တော့ဒီကောင်းစလေးမပြောခင်မှာကျွန်တော်ကတော့ဥကြော်စိုးစာရေးဆရာမောင်ယူအခုတော့လမ်းမတော်မောင်ယူကျွန်တော်အကြောင်းထားပါတယ်အဲ့တော့ဒီကနေ့ကျွန်တော်ပြောလို့တဲ့လမ်းမတော်မောင်ယူပြောစရာသေးဆိုတဲ့ခေါင်းစဉ်လေးကတော့ကျွန်တော်အိန္ဒိချင်းနိုင်ငံရဲ့နိုင်ငံရေးနဲ့သူ့နိုင်ငံရဲ့နိုင်ငံရေးဆိုတာလေးကိုကျွန်တော်နည်းနည်းလေးဟိုလေ့လာမိသလောက်ဉာဏ်မိသလောက်လေးပြောခြင်းလို့ပါအဲ့တော့နိုင်ငံရေးလို့ပါတီတွေနိုင်ငံရေးပါတီနိုင်ငံရေးလို့တော့အရင်နဲ့မှာအလုံးသိတဲ့အတိုင်းပဲမကြသေးခင်ကာလကကျွန်တော်တို့ရွေးကောက်ပွဲတစ်ခုမှာအများထောက်ခံတဲ့အများစုကအာကိုအာသာပြုပြီးတော့မဲဆန္ဒပေးလိုက်ပြီးတော့ရွေးချယ်တဲ့ပါတီကြီးတစ်ခုနဲ့ပါတီခေါင်းဆောင်ကအပြတ်အသတ်မဲနိုင်ပန်လျက်နဲ့သူတို့ပါတီခေါင်းဆောင်တွေလည်းအစိုးရအကြီးအကဲဝန်ကြီးချုပ်မဖြစ်လိုက်ရဘူးကျွန်တော်တို့ပါတီတွေလည်းအစိုးရအဖွဲ့မဖွဲ့လိုက်ရဘူးဒီလိုကျွန်တော်တို့အဖြစ်ပြက်လေးတစ်ခုမကြသေးခင်ကအိန္ဒိယနိုင်ငံတစ်ခုမှာဖြစ်သွားတာအလုံးသတိထားမိပါလိမ့်မယ်သူတို့နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရွေးကောက်ပွဲဆိုင်ရာဥပဒေတွေအရကျင်းပပြုလုပ်တဲ့ပါတီသုံးဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာရေပန်းစားတဲ့လူကြိုက်များတဲ့ပါတီတစ်ခုအနေနဲ့အနိုင်ရခဲ့တာဖြစ်ပင်ဖြစ်냐တော်လဲဘာဖြစ်လို့နိုင်ငံတော်အာဏာကိုမရရှိကြလဲဘာဖြစ်လို့အစိုးရအဖွဲ့အကြီးအကဲဖြစ်ကြလဲဆိုတဲ့မိကုန်းကိုပြန်ပြီးတော့ကြည့်တဲ့အချိန်မှာဒီတဲ့ဥပဒေဒီတဲ့ရွေးကောက်ပွဲဥပဒေစတာတွေရဲ့ကထမ်းချက်ကြောင့်ဖြစ်ပါတယ်ဒါပေမဲ့ဒီနိုင်ငံဒီပါတီဒီလူလူကဒီတည်တဲ့ဥပဒေကိုပဲလိုက်နာပြီးတော့ဖြည့်ရှင်းကြတဲ့အတွက်ဒီနေ့ဒီချိန်အထိကတောင်းကနေမဖြစ်နဲ့တီငိမ့်ရက်တည်နေတာအလုံးတွေ့ပါလိမ့်မယ်သူတည်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတည်တဲ့ကျွန်တော်ရွေးကောက်ပွဲဥပဒေတွေနဲ့ရှင်းလင်းပြီးတော့အနိုင်ရပဲရညတော့လဲဒီဥပဒေအရမကိုက်နေတဲ့အတွက်ကျွန်တော်တို့ဒီပါတီကြီးဟာနိုင်ရပါတီနဲ့နိုင်ရပုဂ္ဂိုလ်ဟာလွတ်တော်ရရနေပြီးတော့နိုင်ရပါတီကြီးကထွက်ခွာသွားတာအလုံးအတိပဲဖြစ်ပါတယ်အဲ့တော့သူတို့နိုင်ငံကနိုင်ငံရေးပါတီနိုင်ငံရေးဒါပါပဲအဲ့တော့သူတို့နိုင်ငံမှာလဲနည်းနည်းလေးဟိုပေါ့နော်ဓာတုပြောမှဆိုတော့အင်အားစုတွေပေါ့နိုင်ငံရဲ့အင်အားစုတွေမှာတပ်မတော်ဘရင်ပါတီတွေဒီလိုပေါ့လို့ရှိပါတယ်အဲ့မှာစင်လာဥပဒေရဘရင်လဲဘရင်ကဏ္ဍတပ်မတော်လဲတပ်မတော်ကဏ္ဍနိုင်ငံရေးပါတီနိုင်ငံရေးပါကဏ္ဍရှိတဲ့အချိန်မှာဥပဒေပြဋ္ဌာန်းတဲ့အချိန်မှာဒီဥပဒေမှာကအထက်လွှတ်တော်အောက်လွှတ်တော်လို့နှစ်ရရှိပြီးတော့အထက်လွှတ်တော်မှာအမတ်ဘယ်နှယောက်အောက်လွှတ်တော်မှာအမတ်ဘယ်နှယောက်တိကျဘရင်ကခန့်ထားရတာကဘယ်နှယောက်ရှိပါတယ်ဒါတွေကတော့အရေးအတွက်တွေနဲ့အတိအကျတွေကျွန်တော်မပြောတော့ပါဘူးပြောမယ်ဆိုလဲဒါပြောလို့တော့ဖြစ်ပြီမပြောတော့ပါဘူးအဲ့တော့ဒီအချို့အစားကဏ္ဍတွေကြည့်မယ်ဆိုရင်လဲအထက်လွှတ်တော်ဆိုတဲ့နေရာအောက်လွှတ်တော်ဆိုတဲ့နေရာအာဏာခွဲဝေမယ်ဆိုတဲ့အချို့အစားနဲ့တွက်လိုက်မယ်ဆိုရင်ဒါဟုတ်ပေါ့နော်အချို့မညီဘူးပေါ့နော်အချို့မညီဘူးဆိုတော့သိကြပါတယ်မြတ်တာလားမမြတ်တာလားဆိုတော့လေအချို့မကြည်ညာသိကြပါတယ်ကျွန်တော်ထင်တယ်အချို့က33%လောက်တော့မှမညီဘူးထင်တယ်အရေးအတွက်တော့အတိအကျပြောတော့ပါဘူး
အဲ့တော့ဒီလိုဥပဒေတွေရကျွန်တော်တို့ဒီပါတီကစွန့်ခွာသွားတာဖြစ်ပါတယ်တော်တော်နေပြီးတော့ပါတီကြီးကစွန့်ခွာသွားတာဖြစ်ပါတယ်အဲဒါပေမဲ့ဘာထူးကြလဲဆိုတော့ငါတို့မဲအများစုနဲ့ပြေးလိုက်ရတဲ့ပါတီကြီးကအာဏာမရလေချင်းငါတို့ပါတီခေါင်းဆောင်ကြီးကအစိုးရအကြီးအကဲမဖြစ်လဲရလေချင်းဆိုတဲ့ခံစားချက်တွေရှေ့တန်းတက်ပြီးတော့နိုင်ငံတော်ကြီးဖျို့ဖျက်ဖြစ်အောင်နိုင်ငံစီးပွားရေးဖျို့ဖျက်ဖြစ်အောင်နိုင်ငံရဲ့နိုင်ငံတကာဆက်ဆံရေးမှာဖျို့ဖျက်ဖြစ်အောင်ကမ္ဘာအလယ်မှာမျက်နှာပြက်ရလာအောင်ကတောင်းကနှင်းဖြစ်အောင်နိုင်ငံသားတွေကဘယ်သူမှမလုပ်ပါဘူးနိုင်ငံဝန်ထမ်းတွေကဘယ်သူမှမလုပ်ပါဘူးဒါကထူးခြားချက်ပါဒါကနိုင်ငံအရေးဖြစ်လို့ပါမင်းနိုင်ပြီးအာဏာပဲမရတော့လဲနိုင်ငံရဲ့ရန်တရားတွေမရတတ်တော့ဘူးနိုင်ငံရဲ့လူမှုရေးစီးပွားရေးနိုင်ငံစက္ကန့်ရေးတွေမပြတ်စီးစေဖို့အရေးသူတို့တွေးခေါ်မျှော်မြင်ပြီးတော့ပူးပေါင်းဆောင်ရွက်ကြတဲ့အတွက်သူတို့နိုင်ငံရဲ့အရေးနိုင်ငံအရေးကြီးอ่ะဒီနေ့ဒီချိန်ထိသာသာယာယာနဲ့ပဲဆက်လက်ပြီးတော့ဖွံ့ဖြိုးတိုးတက်နေရအားလုံးမြင်ဖြစ်ပါတယ်ဒါနိုင်ငံရေးနဲ့နိုင်ငံအရေးလို့ကျွန်တော်အနေနဲ့တနည်းတစ်ပုံအဖြစ်အသိပဲပေါ်ရင်ဖြစ်နိုင်ကောင်းတယ်လို့ထင်လို့မိဘပြည်သူများကိုတင်ပြလိုက်ခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်Nationwide